စောမြို့နယ်မှာအသက်73နှစ်အရွယ်ကလေးမလေးကိုတာမယာပြုချင်းခဲ့ပြီးသေဆုံးသူကိုစေယုံကတင်အောင်ဖွက်ထားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်သူ့ရှိမှထင်တည်တံပေးဖို့အတွက်ဒေသခံတွေတောင်းဆိုနေကြပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်မကွေးတိုင်းဒေသကြီးစောမြို့နယ်မှာအသက်73နှစ်အရွယ်မိန်းကလေးငယ်တဦးကိုအဓမ္မပြုကျင့်ပြီးတပ်ဖြတ်ခါအလောင်းဖြောက်ဖြတ်ခံရမှုအတွက်ကျူးလွန်သူတရခန့်ကိုပြည်သူ့ရှိမှထင်တည်တံပေးဖို့အတွက်ဒေသခံတွေကမနေ့ကအောက်တိုဘာလ29ရက်နေ့မှာဒေသခံတွေကဆန္ဒပြထုတ်ဖော်ခဲ့ကြောင်းကိုဒေသခံတွေရဲ့ပြောဆိုမှုတွေကနေသိရှိခဲ့ရတာလည်းဖြစ်ပြီးတော့ဖြစ်စဉ်မှာမကွေးတိုင်းစောမြို့နယ်မှာ9ရက်ကြာပျောက်ဆုံးနေတဲ့အသက်73နှစ်အရွယ်မိန်းကလေးရဲ့အလောင်းကိုစေယုံတစ်ခုရဲ့ကတင်အောက်မှာပြုကျင့်တပ်ဖြတ်ခံထားရတဲ့အနေအထားနဲ့သိရှိခဲ့တာကနေစတင်ခဲ့တာဖြစ်ပြီးအောက်တိုဘာလ21ရက်နေ့ကစောမြို့နယ်တတိရတနာရပ်ကွက်မှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးအားဖခင်နဲ့တီကျွမ်းတဲ့ခင်မင်သူရဲ့ခေါ်ဆောင်မှုကြောင့်မလို့နေအိမ်ကနေခစ်တလိုက်သွားခဲ့ရမှာပြန်မလာတော့တာကြောင့်သိရှိရပြီးအော်တိုဘာလ25ရက်နေ့မှာပဲရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာကိုလည်းသိရှိခဲ့ရတာပါ21ရက်နေ့ကလေးကသူတို့ရဲ့အသိကောင်လေးကလာခေါ်လို့လိုက်သွားတာပါအဲ့ဒီနေ့ကလေးကပြန်မလာတော့တာ25ရက်နေ့မှာစောမျိုးကစီးရင်ဝင်အခန်းတစ်ခန်းမှာအခုလိုမျိုးအလောင်းကိုတွေ့ရတာပါအကြောင်းကြားမှတွားချတော့သူတို့ရဲ့သမီးမှသိရပါတယ်ဆိုပြီးတော့ဒေသခံတအုပ်ရဲ့ထုတ်ဖော်ပြောဆိုမှုတွေကနေသိရှိရတာလည်းဖြစ်ပြီးတော့ကွယ်လွန်သူမှာအသက်73နှစ်အရွယ်မအေးလေးငိမ့်ဖြစ်တယ်ဆိုပြီးတော့သိရှိရတာလည်းဖြစ်တယ်လို့အရင်ကမိသားစုနဲ့တည်ကြွမှုတဲ့ကိုမင်းမင်းဆိုအသက်20နှစ်ကလိန်လဲခေါ်ယူကအခုလိုမျိုးပြုကျင့်ကတက်ဖြတ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့လေအဆိုပါဒေတာမှရေတပ်ဖွဲ့ဝင်တွေရဲ့စစ်ဆေးမင်းမြတ်မှုတွေကနေသိရှိရတာလည်းဖြစ်ပြီးတော့တရားခံကိုလည်းဖမ်းမိထားပြီးဖြစ်ကြောင်းကိုသိရှိရပါတယ်။ကလေးမလေးကိုလာခေါ်တဲ့သူကိုဖမ်းပြီးတော့စစ်ဆေးတာမှဝန်ခံခဲ့တာပါ။သူကိုယ်တိုင်ကအခုလိုမျိုးပြုလုပ်ခဲ့တာပါတယ်။အလောင်းကိုလည်းစေယုံကအခန်းတစ်ခုရဲ့ကတင်အောက်မှာဖွက်ထားခဲ့တာဆိုပြီးတော့ထွက်ဆိုခဲ့တာပါဆိုပြီးဒေသခံတွေအနေနဲ့သတင်းမီဒီယာတွေကိုပြောဆိုမှုတွေကနေသိရှိရတာလည်းဖြစ်ပြီးတော့ဒီဖြစ်စဉ်မှာတရားခံဖြစ်သူကိုမင်းမင်းစိုးဟာရခိုင်ကအဓမ္မပြုကျင့်မှုရဲ့မှတ်တမ်းတွေရှိတာကိုလည်းသိရှိခဲ့ရပြီးလက်တလုံးမှာဒေသခံတွေအနေနဲ့တရားမျှတတဲ့စီရင်ချက်ကိုပေးဖို့အတွက်ကိုလည်းတောင်းဆိုနေကြတာဖြစ်ပြီးအများပြည်သူတွေရဲ့အရှိမပဲတေတံကြခံစေဖို့အတွက်ကိုလည်းတောင်းဆိုဆန္ဒပြမှုတွေရှိလို့လာခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီသတင်းအကြောင်းအရာဟာဆိုရင်တော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်မှာအများပြည်သူတွေရဲ့မျှဝေပြောဆိုမှုတွေများပြားနေတာဖြစ်ပြီးတော့သမီးပြိုမွေးထားတဲ့ပရိသတ်ကြီးများအနေဖြင့်လည်းဂရုစိုက်ဆင်ခြင်နိုင်ကြစေရန်အလို့ငါတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့အတွေးမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ comment အောက်မှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းရာတစ်ခုနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါလားရှင်။